ကိုမယားကိုညီမရှိလားမေးနေတဲ့မောင်တရုတ်တယောက်ဘလို့အဆုံးတတ်မလဲ အမိရဲ့စိတ်မရှိပါနဲ့စကားတစ်ခွန်းလောက်မေးပါရစေ ဘာစကားကိုမေးချင်လို့လဲရှင်မေးတာမေးပါပဲ ဒီမျိုးမှာအမိနဲ့ညီမအရင်များရှိပါသလားသိချင်လို့ပါဗျ ကျမမှာညီမတွေမရှိပါဘူးဘာဖြစ်လို့မေးတာပါလဲရှင် အိုးဒီမျိုးကကျွန်တော်ရဲ့မိန်းမမိတုံးနဲ့ရုပ်ချင်းတူလုံးလို့မေးတာပါဗျာ အဲ့ဒီတော့မှမယားမိတို့လည်းဒေါသထွက်ပြီးမောင်တရုတ်ရဲ့ရှောင်းကိုဆွဲကရိုက်နှက်ပါတော့တယ် ဟဲမိုင်မဲလိုက်တဲ့လူရန်ကုန်ကိုသွားတာကနေဘလို့ဖြစ်ပြီးပြည်မြို့ကိုပြန်ရောက်လာတာလဲနော် မိုက်ပါပြီရှင်မရဲ့ငါ့ကိုမလုပ်ပါနဲ့ငါ့ကိုမရိုက်ပါနဲ့တော့နော်လမ်းမအောင်လုပ်တဲ့အဲ့ဒီပုတ်ကြီးကိုသာဓာတ်နဲ့ခုတ်ပစ်လိုက်ပါတော့ မောင်တရုတ်ဟာမိမိကိုယ်ကိုအပြစ်မမြင်ပဲပုတ်ကြီးကိုသာအပြစ်တင်ခဲ့ပါတော့တယ်ဒါကတော့လူတို့ရဲ့မိုင်မဲပုံကိုတင်းကစားဆရာတော်ဘုရားကြီးကဟာတာနော်ပြီးဟောကြားခဲ့တာပဲဖြစ်ပါတယ်ကလေးတို့ရေကလေးတို့လည်းပုတ်ကြီးနောက်ကိုပဲလိုက်တက်တဲ့မောင်တရုတ်လိုမဖြစ်အောင်နေကြရမယ်နော်ဇလန်းလေးကိုကြိုက်နှစ်သက်ရင် follow လေးလုပ်ပေးခဲ့အောင်နော်